Hello မမျိုးရေကျမပြောရအောင်မယ်ကျမစီမှာအပိုင်နန်းတစ်ခုရထားရနော်မမျိုးထိုးကိုကျမလှမ်းပြောတာအပိုင်ခွက်နော်မမျိုး တော်ပါတော့မကြည့်ရေကျမလေဟိုတခါပြဿနာဖြစ်ပြီးတယ်အဲ့ဒါတွေမလုပ်တော့ဘူးဟိုကျမသားလေးကိုလည်းလေဒုက္ခတွေမပေးချင်တော့ပါဘူးတော့ပြီးတော့ကျမလည်းလေတော်တော်လေးကိုနောင်နာရနေပါပြီမကြည့်ရဲ့ မမျိုးခုဟာအထင်မသေးနဲ့နော်ခုပြောနေတဲ့အပိုင်ခွက်ကဘိုးတော်ကပေးထားတာ तू ကအမြဲပေးတာမဟုတ်ဘူး तू အားရမှပေးတာတကွက်ထဲပေးထားတာနော်အဲ့ဒီဘိုးတော်ပေးသမျှအကုန်ထွက်တာသူများတွေပောက်ပြီးမမျိုးကြံခဲမှာဆိုလို့ပြောနေတာ မကြည့်ကျမလေ မမျိုးရဲ့ကျမပြောပြမယ်မမျိုးရှိရကိစ္စကြောင့်တားလိခက်ခဲသွားတယ်မဟုတ်လားအဲ့တော့အခုခဏသာအပိုင်ထွက်သွားရင်ရှိရတားလိကုန်သွားတဲ့ပတ်စံတွေလည်းပြန်ရပြီပေါ့မမျိုးလည်းစိတ်ချမ်းသာမယ်တားလိလည်းစိတ်ချမ်းသာမယ်မမျိုးလုံးတင်တယ်နော် ကျမမှလေထိုးစရာတပြားမှမရှိဘူးမကြည့်ရဲ့ အော်မမျိုးရဲ့ပတ်စံလက်ထဲမရှိတော့လဲအိမ်မှာဘာရှိလဲတခုခုကြံဖန်လိုက်ပေါ့ကျမအဲ့လောက်ထိကြောက်လိုက်မပြောချင်တော့ကဲထိုးရှင်သာကျမကိုလှမ်းပြောလိုက်ကနော Viber လှမ်းပို့ထားလိုက်ဒါပဲနော်မမျိုး ဟုတ်ကဲ့ပါရှင် မမြောအခုချက်ခက်စမ်းရှင်နဲ့မရှိဆိုကျမသိရနော်ရှင်အခုမှအိမ်မှာပေါင်းမနေနဲ့ရှင်လောဘကြည့်ပြီးလှုပ်ရှင်လို့မှကျမအကျွေးမပေးလို့ရမလားရှင်ကျမအကျွေးမပေးလို့ရတော့ရှင်အဆုံးပြီးတာမှန်အခုချက်ခက်စမ်းမမြော မင်းအိမ်ကြီးကလူပြောရတယ်မင်းအိမ်ဝင်ပေါင်ပြီးချဲထိုးလာတယ်တဲ့အကျွေးလည်းပြန်မဆက်ရသေးဘူးဟုတ်လားမင်းမင်းသားမင်းညာဖြေအောင်လေဟုတ်လားလို့အမေမလုပ်ပါနဲ့အမေမေယာမင်းမို့လို့ရက်ဆက်တယ်ဗျာမင်းမို့လို့တားဖို့လုပ်ရတယ်တားဘယ်လောက်ထိကြိုးစားရတယ်ဆိုအမေသိလားအရှိတစ်ခေါက်လည်းတားပြင်ဆင်းပြီးသွားပြီအမေမို့လို့နောက်တစ်ခါထပ်လုပ်တယ်ဗျာ မေမတော်ပါရဲ့သားရဲ့မေမတော်ပါရဲ့အမေလေးကိုတတ်တယ်ချင်လိုက်တာရဲ့ကိုတတ်တာတဲ့လိုက်ချင်တော့ရဲ့သားရဲ့ ဟာဗျာမသိတော့ဘူးဗျာမင်းပဲဒီအောင်တက်ခါလှုပ်တယ်တာတန်တန်ပြောလိုက်သားနဲ့မင်းရောက်တာရက်စိတ်ရုံနေအမေသိလားဘာမသိတော့ဘူးဗျာအကျဉ်းချင်းရှိနေပြီတတ်တော့မယ်ဒီမှာမနေနိုင်တော့ဘူး သားရဲ့ဒီမောင်သားရဲ့အမေမလေးအခုသာဒီတော်လေးပဲရှိရသားရဲ့အမေပတာခဲ့ပါနဲ့သားရဲ့ပတာခဲ့ပါနဲ့အမေကိုခွေးချစ်ရှိပေါ့နော်သားနော် အမေယာခင်ဗျားပြောရလို့ကျွန်တော်လုပ်မှာ အဲ့ရှင်းကအော်ကြီးဖြစ်နေတယ်တမီးကဘယ်လိုလဲ ဟုတ်သေးပါကွာရင်းသွားတယ်ဓာတ်ပုံလောက်တော့ကြိုက်ထားလိုက် အားရမြိုက်ပါနဲ့မင်းဘာလုပ်တာတော့